ဒီပေးရက်မှာကော့ချန်ကိုအလဲသွားခဲ့တဲ့အကြောင်းလေးကို sharing လုပ်ပေးခြင်းပါတယ်ဓာတ်ပုံရိုက်လို့လည်းအရန်လာပြီးတော့ခနူးလေးစီးလို့ရတယ် nature vibe ကိုလည်းအပြည့်ခံစားလို့ရတယ်ဆိုတော့ရမ်းမိုက်တယ်ပေါ့နော်အသွားကတော့ express နဲ့သွားရဆိုတော့ကားဂိတ်ကိုတက်စီစီးသွားရပါတယ်Bransit ကနေပြီးတော့ကားဂိတ်ချီကို45မိနစ်လောက်ကားစီးရတယ်ပေါ့နော်ကားလက်မှတ်ကကြတော့ Travel application ကနေပြီးတော့ဝယ်ထားတာပါကော့ချန်ကိုသွားမယ်ဆိုရင်လေဂိတ်ဒီကားတစ်စင်စီးရတယ်ပြီးတော့လေစီးရတယ်ပြီးတော့ဟိုဘက်ကန်းကိုရောက်တဲ့ခါကျရင်ကိုသွားမဲ့ဟိုတယ်ပေါ့နော်ကားငါသွားလို့ရပါတယ်အခုက Travel ကဝယ်တာဆိုတော့သူက express ရောပြီးတော့လှေလက်မှတ်ရောဟိုဘက်ကိုနေတဲ့ဟိုတယ်စီကိုသွားဖို့ကားပါတစ်ခါတည်းစီစဉ်ပေးထားတယ်ပေါ့နော်ကားကိတ်ကိုရောက်တဲ့ခါကျရင်လက်မှတ်သွားယူပြီးတော့ကားလိုက်ရင်တန်းတက်ရုံပါပဲကားကလေစိတ်ထီကို4နာရီခွဲလောက်ကြာရပေါ့နော်မောင်းတာအလင်းမှာ15မိနစ်တခါပဲနားတယ်အဲ့တော့တွားရခရီးကတော့နည်းနည်းပင်ပန်းနေပေါ့လေစိတ်ကိုရောက်တဲ့ခါမှာလက်မှတ်ယူပြီးတော့လှေလာတဲ့အချိန်ကျရင်လှေပေါ်ကိုတက်လို့ရပါပြီလှေဆိုတာထက်ဇက်လို့ပြောရမယ်တဲ့အကျယ်ကြီးပဲပေါ့နော်အောက်မှာလည်းကားတွေပါတခါရေးယူသွားလို့ရတယ်ကားတို့ဆိုင်ကယ်တို့တခါရဲဟိုဘက်ကန်းတီယူသွားလို့ရတယ်ပေါ့နော်ခီးပန်းနေပြီမဲ့ရေလေးကြီးစိမ့်နေရတွေ့ရတော့နည်းနည်းတော့အမောပြေသွားတယ်ပေါ့နော်ပြီးတော့လှေပေါ်မှာလေရတဖြူးဖြူးတိုင်နေရဟိုအစကလေစီးရတာပူမယ်လို့ထင်တာမပူဘဲနဲ့အဲ့လိုအေးအေးလေးနဲ့စီးရတာတော်တော်လေးမိုက်တယ်ပေါ့နော်ဟိုဘက်ကန်းကိုသွားဖို့နိုင်ဝက်လောက်ကြာပါတယ်လေကကော့ချန်စိတ်ကန်းကိုစိုက်ပါပြီလေပေါ်ဆင်းပြီးတော့ဟိုတယ်ကိုသွားဖို့ကားဆွစဉ်ပေးထားတဲ့နေရာကိုသွားရပါတယ်ဒီလိုကားမျိုးနဲ့သွားရတာပေါ့နော်လမ်းကတော့တောင်တက်တောင်ဆင်းလမ်းလေးဖြစ်ပါတယ်ရိုလာကိုစတာစီးနေရတယ်လို့ပဲပေါ့နော်ဟိုတယ်ကိုရောက်ပါပြီဟိုတယ်ကတော်တော်လေးလှပြီးတော့ဈေးလေးတက်တာပါတယ်ပြီးတော့မနက်စာလည်းတခါတည်းပါပြီးသားပေါ့နော်မနက်ဆိုရင်7နာရီကနေ7နာရီအထိအဲ့အချိန်အတွင်းမှာပေါ့နော်သွားပြီးတော့စားလို့ရတယ်ဒါပေမဲ့ buffet တော့မဟုတ်ဘူးပေါ့နော်သူရဲ့ menu ပြထားရတဲ့ကကိုကြိုက်တဲ့တစ်ခုကိုရွေးပြီးစားလို့ရပါတယ်ဒါကတော့ဟိုတယ်မှာတဲတဲ့ခန်းနာကနေပြီးတော့ညဘက်မြင်ရတဲ့ view လေးဖြစ်ပါတယ်ဒါကတော့ရေကွန်စီကိုသွားဖို့တောင်းတက်နေကြတာဖြစ်ပါတယ်အစ10မိနစ်ဆိုပြီးတော့တက်ကြတာပေါ့နော်တကယ်တည်းမှာမိနစ်20လောက်တောင်ကြာမလားမသိဘူးတော်တော်လေးမောတယ်တက်ရတာမောလာမမောလာတော့ဒီရုပ်ကိုပဲကြည့်တော့နော်ချွေးတွေပြန်ပြီးတော့ဒါပေမဲ့ post တော့ပေးနိုင်ပြီအဲ့တော့အရင်မမောဘူးလို့ပဲပြောရမှာပေါ့နော်ရေလေးကကြည်လင်ပြီးတော့ကြောက်ခင်းလေးနေဆိုတော့တော်တော်လေးလာရပေါ့နော်ဒါပေမဲ့အဲမှာငါးတွေရှိပါတယ်ငါးတွေကကြိုက်တော့မကြိုက်ပါဘူးဒါပေမဲ့ဟိုရက်နေလိုက်ရင်လာပြီးတော့ခြေထောက်ကိုတွတ်ကြတယ်ပေါ့နော်အဲ့တော့အသေးရလို့အောက်ကိုမဆင်းရဘူးပုံမှာပဲနေပါတယ်သူများတွေကတော့ရေကူးကြတယ်ပေါ့နော်တော်တော်လာရနော်တံပွားဆင်းလာပြီးတော့ဖြူပအောင်သွားပြီးတော့တပုံသွားရကြပါတယ်ဒါကတော့ဟိုတယ်ကိုပြန်ရောက်ပါပြီဟိုတယ်မှာကခနူးလေးတွေထားပြီးတော့အလကားစီးလို့ရတယ်ပေါ့နော်ရေကတိတ်မနှက်ဘူးအဲ့ဒါကြောင့်လည်းသူတို့စီးခွင့်ပေးထားတာပေါ့နော်ဟို view လေးတွေကိုခနူးစီးရင်းနဲ့လိုက်ကြည့်တော့တော်တော်လေးမိုက်တယ်ပေါ့နော်ဒါကတော့ပြန်မဲ့နေနေ့လယ်လောက်မှာခနူးစီးပြီးတော့ဟိုဘက်ကျွန်းကိုသွားကြတာဖြစ်ပါတယ်လူများတော့ပို့ပြီးတော့ပြောစရာကောင်းတယ်ပေါ့နော်အော်ပြီးတော့ပြောဖို့မေ့နေရဟိုကျွန်းမှာလဲမယ်ဆိုရင်ဆိုင်ကယ်ငှားလို့ရပါတယ်ကိုရီးယားကျတော့ဒီအကိုမာကကားပါတော့သူကားနဲ့ပဲရှောက်လိုက်ကြပါတယ်ဒါကတော့ဟိုဘက်ကျွန်းကိုရောက်ပါပြီရေလေးကကြည်လင်ပြီးတော့ view လေးကလည်းတော်တော်လှပါတယ်ပြီးတော့ခနူးစီးလာတဲ့တစ်လျှောက်လုံးမှာရေကခါလောက်ပဲရှိရပါတော့လှော်တက်နဲ့ထိုးကြည့်လိုက်ရင်သိတာပါတယ်ဒါပေမဲ့အောက်မှာတော့တန်ပချုပ်တို့တခြားပင်လယ်ကောင်လေးတွေတို့ကြောက်တုံးလေးကြောက်ခဲလေးတို့နဲ့ကြမ်းကြမ်းလေးရှိရပါတော့အဲ့တော့ဟိုရေသွားကုမယ်ဆိုရင်တော့သတိထားရပါတယ်ဒါကတော့ပြန်มาပြီးဇက်ပေါ်မှာဖြစ်ပါတယ်ကားလေးတစ်ခါလေးတင်လို့ရရဲဆိုတော့အောက်မှာကားတင်ထားပြီးတော့လူတွေကပေါ်မှာလိုက်စီးပြီးတော့တက်ပုံရိုက်ကြပါတယ်အပြန်ကတော့ express နဲ့မဟုတ်တော့လမ်းမှာကိုနားကျင်တဲ့အချိန်နားလို့ရတယ်ပေါ့နော်စီဝင်ထဲမဝင်စားပါညာနဲ့ AC ပြန်ကြတာပေါ့ဒါပေမဲ့4နာရီလောက်ပဲကြာပါတယ်နောက်ဆုံးမှာတော့ကော့ချန်ကိုသွားလေတင်လာလို့မိလာရင်တဘာဝကိုခန်းစားခြင်းတော့သွားလေပါလို့ပဲပြောချင်ပါတယ်ကော့ချန်တစ်ခုထဲမှာလဲစရာတွေအများကြီးမရှိပေမဲ့တခြားကျွန်းတွေကိုပါသွားလေလို့တော့ရတယ်ပေါ့နော်ကိုရီးယားကတော့တခြားကျွန်းတစ်ခုပဲရောက်ခဲ့တယ်ပေါ့နော်ဒါပေမဲ့အရန်ကိုပြောခဲ့ပါတယ်ကဲဒီ vlog လေးကတော့ဒီလောက်ပါပဲရှင်